ငါ့ကိုငကတ်တင်ရမရှိတဲ့ဟာမလို့ပြောတယ်ဆိုငါ့ကျူဘသူကပြောอ่ะဟဲ့ဘသူပြောမှာလဲနင်ပြောတာကိုနားနဲ့ဆက်ဆက်ကြတဲ့သိရင်ပြောတာလေသိရင်နေလာစမ်းဟဲ့သိရင်နေရလို့ဆရာမလို့တော့သူကြားတဲ့တိုင်းသူပြောတာရှင်းမောင်နေသူတို့ကလည်းတော့ပြောတာငါ့ကိုအမှန်တိုင်းပြောတော့မလှိမ့်နဲ့ဟဲ့သိရင်ကြောက်မနေနဲ့ငါရှိတယ်ငါ့ကိုပြောတဲ့အတိုင်းပြန်ပြောလိုက်စမ်းအမကျူကဘာနဲ့ကရှိလဲလို့ကိုလို့မေးတယ်စိတ်တစ်ခုပဲရှိတာကိုလို့လဲလှောင်နေကိုလေးကအမကျူတို့အိမ်ကပြန်လာလို့နောက်ကြရင်လေအကိုလေးကိုနောက်ကြရကောင်းလားဆိုပြီးရန်လုပ်တယ်ကိုလေးကိုဒီလအတုံးစိတ်ရမ်းများတာပဲဆိုပြီးစုလဲစုတယ်ပြီးတော့မမကျူရဲ့ဖိတ်စာကလေမှွေးလဲမမှွေးဘူးအပေါ်စားကြီးလို့လဲပြောတယ်ကဲနင်ဘာညင်းမလဲဟမ်မငင်းပါဘူးရှင်တို့အိမ်ကပြန်မမဟုတ်ဘယ်ရလဲပြန်ယောက်ျားအိမ်ပြန်နောက်ကြရင်မိန်းမပြောရမှာပဲဒါထုံးစံနဲ့လေဒီလအတုံးများတယ်ဆိုတာလေရှင်တို့မောင်စီလို့အပေါက်ရှာပြီးကြံဖန်ပြစ်တင်နေရမှာမဟုတ်ဘူးအတုံးကြလို့အတုံးများတယ်လို့ပြောတာရှင်တို့လက်ထဲမှာတော့အောင်ရှင်တို့မောင်တလမုံဘိုးဘယ်လောက်ပေးလို့လဲအောင်မေတလောက်တော့တိုင်းခွန်းနဲ့သိမ့်ပေးတာတစ်ခါမှမကြီးခဲ့ဘူးနော်မကြီးနဲ့လေကိုမွေးထားတာပဲကိုပေးရမှာပေါ့ကျမမိန်းမသားတစ်ယောက်တည်းအားနေဒီအိမ်နောက်တောင်တစ်ခုလုံးခေါင်းပေါ်မှာထမ်းထားရတာရှင်မောင်တလားတော့တာ6သိန်း9သိန်းရှိဒါကျွရှင်မိုးတွေစာအုပ်ဖိုးတွေဘာချင်းညာချင်းတွေဘာမှမပါသေးဘူးဒါကိုကျမမငင်းရတော့ဘူးလားဟဲ့နင်မယူခင်နဲ့မစင်းစားမိဘူးလားသူ့အတုံးဖြုတ်ကြည့်ရတယ်အစားအတော့ကောင်းကောင်းကြိုက်တာလေနင်မသိဘူးလားခလေးကိုမုံပေးကြိုက်တာလားပဲတလောက်တော့ရှာကျွေးရမှာပေါ့ရှာလဲကျွေးတယ်ကြောင်းလဲထားတယ်ရှင်တို့စီမှာနေတာထက်အစစအရာရာတာအောင်လဲကျမထားတယ်အေးဒါကြောင့်ပို့လဲပြောတယ်ဘာဖြစ်လဲအဲ့ဒါအဲ့ဒီဖိတ်စာကိစ္စလဲကျမပြောအောင်မယ်ရှင်းဖိတ်စာကိုကြည့်လိုက်တော့ရင်မွေးဖိတ်စာနဲ့တူနေရနဲ့ရှူကြည့်လိုက်တော့မမွေးလို့မမွေးဘူးလို့ပြောတာလေဒါဘာနာစရာရှိလဲရှင်ရောရှင်းဖိတ်စာမွေးတယ်ထင်လို့လားအေးဒါပေမဲ့အပေါ်စားဆိုတဲ့စကလုံးကကျမပါဇက်ကတခွန်းမှမထွက်ဘူးနော်အဲ့ဒါဟိုကမှသိရင်လမ်းကျုပ်ပြီးရှင်တို့ကိုချွန်တွန်းလောက်တာသိရင်နေဝစားသိရင်တော့နေငါရခုပြက်ဟဲ့သိရင်နင်ဘာမှအလုပ်ထုတ်စရာမလိုတော့ငါမောင်အိမ်မလို့ငါထားထားတာအော်သိရင်ရောပေးရပတ်စံရှစ်မောင်ပတ်စံတပြားပါလို့ရှင်သူ့ကိုအလုပ်ပေးချင်ရှစ်အိမ်မှာခေါ်တာဒါကျမအိမ်မှာကျမမထားချင်တဲ့လူကိုထုတ်ပိုင်လို့ရှိတယ်